ကျွန်တော်တို့အသေးအစီဖုံးတယ်ဆိုတာကိုကျွန်တော်တို့ကြားဖို့ကြတယ်လေဗျာနော်အသေးအစီဖုံးတယ်ဆိုပြီးတော့မှ ultrasound လေးပါလေးရိုက်ရင်အသေးအစီဖုံးတယ်လို့ဆရာဝန်ကပြောတယ်အဲ့တော့ဒီအသေးအစီဖုံးတယ်ဆိုတာဘာဖြစ်တာလဲဆိုတော့လောင်စာတွေနဲ့ပြည့်ရှံသွားတဲ့အနေအထားကိုအသေးအစီဖုံးတယ်လို့ခေါ်တယ်အသေးကကျွန်တော်တို့စားသုံးလိုက်တဲ့လောင်စာတွေကိုဘာလုပ်တယ်လဲဆိုတော့ဘက်ထရီအင်ဗာတာဘက်ထရီကဲ့သို့သူဒီတူလောင်ပေးတယ်သူဒီသူ့အတွက်ပဲတူလောင်တာမဟုတ်ခန္ဓာကိုယ်တစ်ခုလုံးအတွက်နော်အိမ်တစ်အိမ်လုံးမှာအင်ဗာတာနဲ့ဘက်ထရီကကျွန်တော်တို့အိမ်မှာတက်ထားတဲ့အင်ဗာတာနဲ့ဘက်ထရီကသူ့အတွက်ပဲမီးရှိဖို့တူလောင်တာမဟုတ်ဘူးတစ်အိမ်လုံးမှာမီးလင်းဖို့အရေးအဲ့ဒီအင်ဗာတာနဲ့ဘက်ထရီကအလုံးလုံးချတကယ်တော့ပဲကျွန်တော်အသေးကလည်းဒီလောင်စာတွေကိုသူ့ထဲမှာတူလောင်ပြီးတော့တော်ကြနေအစာမစားတဲ့အချိန်မှာပြန်လဲထုတ်ယူသုံးဆွဲစီဖို့အတွက်သုံးဆွဲနိုင်ဖို့အတွက်အသေးကအလုံးလုံးဆောင်တယ်ဒီနေရာမှာအသေးအစီဖုံးတယ်ဆိုပြီးတော့ကျွန်တော်တို့ဖြစ်ကြတယ်အသေးအစီဖုံးသွားတယ်ဆိုတာဘာဖြစ်တာလဲဆိုတော့အသေးရဲ့ cells လေးတွေကလောင်စာနှမျိုးအစီလောင်စာရဲ့ glucose လောင်စာလေးတွေနဲ့ပြည့်သွားတာပြည့်ရှံသွားတာပြည့်ရှံသွားတဲ့အနေအထားမှာသူဒီထပ်ပြီးတော့မှစုပ်ယူခြင်းကျွန်တော်ထပ်စားလိုက်တဲ့ဟာကိုစုပ်ယူပြီးတော့မှထိမ့်သိမ်းထားပေးနိုင်သေးသလားဆိုတော့ထိမ့်သိမ်းမထားပေးနိုင်တော့ဒီနေရာလေးမှာကျွန်တော်အစားစားရင်ဘယ်လိုဖြစ်တယ်ဆိုတာလေးကိုစိတ်ကူးညံလေးနဲ့မြင်အောင်ပြီးတော့နည်းနည်းလေးစိတ်ကူးလေးနဲ့မြင်ကြည့်ကြစို့ကျွန်တော်တို့နော်စိတ်ကူးလေးနဲ့အစားစားလိုက်မယ်ဗျာနော်အစားလေးစားလိုက်ပြီးအဲ့ဒီအစားလေးကဗိုက်ထဲကိုရောက်သွားတယ်အစာအိမ်ထဲကိုအစာအိမ်ထဲမှာခြေဖြတ်တယ်ဦးလမ်းကြောင်းထဲမှာစုပ်ယူတယ်စုပ်ယူလိုက်တဲ့အစာတွေကိုသွေးကြောကနေတဆင့်နော်ဘယ်ကိုဥတီပြီးတော့လာရတယ်လဲဆိုတော့အသေးထန်ကိုဥတီပြီးတော့လာရတယ်ခန္ဓာကိုယ်ထဲတန်းပြီးတော့သွားလို့မရသေးဘူးကျွန်တော်တို့ခန္ဓာကိုယ်ကဘာကြောင့်လဲဆိုတော့နော်အရင်ဦးဆုံးဒီအသေးထန်ကိုလာရတဲ့အသေးကခန္ဓာကိုယ်ရဲ့လောင်စာများစီမံခန့်ခွဲရေးဌာနလို့လည်းပြောလို့ရတယ်လောင်စာတွေမကဘူးဗျာနော်ကျွန်တော်တို့စားသုံးလိုက်သမျှတော့ဓာတ်သဘောများအားလုံးလိုအသေးရနေစီမံခန့်ခွဲတယ်ပေါ့ဗျာအဲ့တော့လောလောဆယ်တော့လောင်စာဆိုတာနဲ့တွားနေတော့အဲ့ဒီစားလိုက်တဲ့ glucose လောင်စာအစီလောင်စာဓာတ်တွေကအားလုံး protein လောင်စာအားလုံးကနော်အသေးထံကိုလာရပြီလို့မှတ်လိုက်ကြရအောင်အဲ့တော့အသေးကဘာလို့တလဲဆိုတော့နော် glucose အထူးသဖြင့်ကျွန်တော်ကစီးကြိုရှိတယ်ဆိုတော့ glucose လောင်စာကိုတွားမယ်အဲ့တော့ glucose တွေကျွန်တော်ကထမင်းတစ်ပကံစားလိုက်တယ်ထမင်းတစ်ပကံစားလိုက်ရင် glucose 1000ထွက်တယ်ဆိုပါစို့နော်ထမင်းတစ်ပကံစားရင်စီးကြို1000တက်တယ်ဆိုပါစို့ဒါကျွန်တော်ဥပမာပြပြတာနော်နော်စီးကြို1000ထိတက်တယ်ဆိုပါစို့ဗျာနော်အဲ့တော့အဲ့ဒီတို့ပေမဲ့ကျွန်တော်က1000တခါမှမမြင်ရဘူးလေအဲ့လို1000မရောက်ဖို့အတွက်ဘယ်သူအလုပ်လုပ်တယ်လဲဆိုတော့အသေးကအလုပ်လုပ်တယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာအခုတဏှာကြီးအတွင်းမှာကျွန်တော်ကဒီထမင်းတစ်ပကံကိုဖြုံးနိုင်တဲ့စွမ်းအားကျွန်တော်မရှိဘူးကျွန်တော်တို့ကဒီထမင်းတစ်ပကံကိုဒီတဏှာကြီးအတွင်းမှာမဖြုံးနိုင်ဘူးဗျာအတုံးပြီးတော့ဖြုံးနိုင်ဖို့နော်မဖြုံးနိုင်ဘူးဒီလိုလေးမှတ်ထားရအောင်အဲ့တော့အခုစားလိုက်တယ်လीအခုစားလိုက်ပြီးတော့မှအစာခြေဖြတ်တယ်ခြေဖြတ်ပြီးတဏှာကြီးရေဘူးရအဖြစ်နော်အစားစားပြီးတဏှာကြီးဝင်းကျင်လောက်ဆိုရင်ပေါ့နော်တဏှာကြီး15တဏှာကြီးနိုင်ဝက်လောက်ဆိုရင်သွေးထဲမှာ glucose ကအမြင့်ဆုံးကိုရောက်တယ်ဗျအမြင့်ဆုံးကိုရောက်တယ်အဲ့ဒီအမြင့်ဆုံးကနော်အသေးကအရင်ဦးဆုံးနော်အဲ့ဒီ glucose တွေအကုန်လုံးကအသေးထံကိုအရင်ဦးဆုံးရောက်ရတယ်အသေးကသူ့ထံမှာစုပ်ယူလို့ရသမျှအားလုံးကိုစုပ်ယူပြီးမှသာလျှင်သွေးထဲကိုဆက်ပြီးတော့မှမြင့်တက်သွားတာဖြစ်တယ်ဒီတိုင်းမလွတ်ပေးဘူးအသေးကဘာကြောင့်လဲဆိုတော့သွေးထဲကို glucose တွေသာအများစွာစောင့်ပြီးတော့ပေးတက်မယ်ဆိုရင်ကျွန်တော်သွေးကြောတွေမျက်စိမှာရှိတဲ့သွေးကြောတွေခန္ဓာကိုယ်အနက်မှာရှိတဲ့သွေးကြောတွေအားလုံးကပျက်စီးသွားမှာသွေးထဲမှာ glucose များရင်ဘာပြတ်သလဲဆိုတော့သွေးကြောတွေထိခိုက်ဒဏ်ရာရတယ်ဗျဒီလိုမဖြစ်ဖို့ဘယ်သူကကာကွယ်တယ်လဲဆိုတော့အသေးကနေကာကွယ်ထားတယ်အသေးကနေစုပ်ယူဖို့လုပ်တယ်ပေါ့ဗျာနော်အဲ့တော့ဒီနေရာမှာဖြစ်ချင်တော့အသေးကဒီလိုဖြစ်နေတယ်ဗျအသေးကဒီလိုဖြစ်နေတော့ကျွန်တော်တို့ကလည်းထမင်းစားလိုက်တယ်စားလိုက်တော့အသေးကသူကိုယ်တိုင်ကပြည့်ပြီးတော့ရှံပြီးဖြစ်နေတယ်ပြည့်ပြီးရှံပြီးဖြစ်နေတော့ကျွန်တော်တို့စားလိုက်တာကိုသူကနိုင်နင်းစီမံခန့်ခွဲမှုမပေးနိုင်ဘူးသူပေမဲ့နော်အသေးကတော့အရှုံးမပေးဘူးအသေးဆိုတာအသေးပဲဗျအဲ့တော့ तू ကအရှုံးမပေးဘူးဗျ तू ကဆက်ပြီးတော့စူးစမ်းတယ်ရသလောက်တော့ तू စူးစမ်းပြီးတော့ထိမ့်သိမ့်တယ်သူပေမဲ့ तू မနိုင်တော့ဘူးမနိုင်တော့တဲ့အနေအထားမှာကျွန်တော်သွေးထဲမှာ glucose တွေမြင့်တက်လာတော့တာဖြစ်တယ်အဲ့တော့လောင်စာပိုရှံခြင်းအဲ့တော့အသေးထံကိုလာရတယ်နော်ကျွန်တော်နော်ဒီနေရာမှာပိုရှံခြင်းဘလို့စဖြစ်တယ်လဲဆိုတာလေးကိုလည်းနည်းနည်းသွားမယ်ကျွန်တော်ဒီနေ့ထမင်းစားလိုက်တယ်ပ
ပို့သွားတယ်ပေါ့ဗျာနော်များများရောက်လာတယ်အသေးကဘာလုပ်လိုက်လဲဆိုဆွဲပြီးတော့ glucose တွေကိုတိန်းထားလိုက်တယ်သူတိန်းနိုင်တဲ့ glucose က limit ရှိတယ် glucose တိန်းနိုင်တဲ့ပမာဏထဲကျော်သွားပြီဆိုရင်အဲ့ဒီထမင်းတွေကိုပြန်ပြီးတော့မှထမင်းကနေရလာတဲ့ glucose တွေကိုပြန်ပြီးတော့မှအစီအဖြစ်ပြောင်းပြီးတော့မှခဏထိန်းထားတယ်ပေါ့ဗျာပြန်လို့ရင်ပြန်လွတ်ပြီးဖို့ဆိုပြီးတော့မှသူကထိန်းထားတယ်ဒီနေရာမှာကျွန်တော်တို့ကပြန်လို့ရင်ဆိုတာမီးပြတ်သွားရင်ပေါ့နော်အစာမစားတော့ရင်သူကလူလာတော့မှလीလူလာတော့ရင်ပြန်ထုတ်ပြီးဖို့ကျွန်တော်ကခဏနေကြတော့ပြန်စားပြီးလိုက်တယ်ဗျပြန်စားပြီးလိုက်တော့ဘာဖြစ်လဲဆိုတော့ပြန်ရောက်သွားပြန်ရောစောနာကရှိတဲ့ဟာလေးထွက်မလားလို့အသေးကကြံနေတုံးရှိသေးတယ်ထုတ်ရမလားလို့ကြံနေတုံးရှိသေးတယ်ဒီမှာထက်ရောက်လာတယ်ဆိုတော့မထူးတော့ဘူးဒါလေးလည်းထက်သိမ်းထားလိုက်တာပေါ့ဗျမတက်နိုင်ပါဘူးနော်ထိန်းထားပြီးမှရမယ်ဆိုတော့ထက်သိမ်းထားပြီးတာပေါ့အဲ့လိုနဲ့နောက်ထပ်သူကထုတ်ရတော့မလားလို့ကြံနေတုံးရှိသေးတယ်မီးကပြက်မလားလို့မန်းနေတုံးရှိသေးတယ်ဘက်ထရီလေးပဲလေ300အောင်မလားလို့သူကစဉ်းစားနေတုံးရှိသေးတယ်မီးကထက်လာပြန်ရောဟောဗျာနော်သူမ300ခင်မီးကလာနေပြန်ရောလာနေတော့ဘာဖြစ်လဲဆိုတော့အစာစားလိုက်ပြန်ရောစားလိုက်ပြန်တော့ပြန်သိမ်းထားလိုက်ရပြန်ရောအဲ့လိုနဲ့ကျွန်တော်တို့ကပူရှန်ခြင်းဆိုတာစတင်တယ်ပူရှန်ခြင်းအသေးထဲမှာကျွန်တော်တို့ဂလူကို့စ်တွေစုတယ်စုတဲ့ဂလူကို့စ်တွေကလည်းထုတ်ယူသုံးဆွဲလို့မပြီးသွားဘူးထပ်ပြီးတော့အသစ်တွေရောက်လာတယ်အဲ့ဒီပူသွားတဲ့ဂလူကို့စ်တွေကိုအသေးကနော်အစီအဖြစ်လဲပြောင်းလဲပြီးတော့မှတိမ့်ဆဲတယ်ဒီလိုနည်းနဲ့အသေးကဘာဖြစ်လာသလဲဆိုတော့ကြာလာတဲ့အချိန်မှာအစီဖုံးသွားတယ်လောင်စာတွေနဲ့ပြည့်ရှံသွားတယ်လောင်စာတွေနဲ့ပြည့်ရှံသွားပြီဆိုရင်အသေးရဲ့အလုတ်ကဂလူကို့စ်တွေကိုစုပ်ယူထိမ့်သိမ်းပြီးတဲ့အလုတ်ကျွန်တော်ထမင်းစားလိုက်ရင်သွေးထဲကိုဂလူကို့စ်တွေစောင့်တက်မသွားဘူးအသေးကစုပ်ယူထိမ့်သိမ်းပြီးတဲ့အလုတ်ကိုမလုပ်နိုင်တော့ဘူးမလုပ်နိုင်တော့တဲ့အပြင်ထက်မှန်စားလိုက်လို့ရောက်လာတဲ့ဂလူကို့စ်တွေကိုလည်းထဲ့သွင်းသိမ်းဆဲစရာနေရာမရှိတော့ဘူးအဲ့လိုထဲ့သွင်းသိမ်းဆဲစရာနေရာမရှိတော့တဲ့အနေအထားကိုပြေဝသွားတဲ့အနေအထားအင်ဆူလင်မတုံ့ပြန်တဲ့အနေအထားလို့ခေါ်တယ်ဒါဆိုရင်အသက်အဆီဖုံးသွားပြီဆိုရင်ဒါ liver insulin resistance ဖြစ်သွားတာဖြစ်တယ်အသက်မှာ insulin မတုံ့ပြန်ခြင်းဖြစ်ပြီဒါဆိုရင်ကျွန်တော်စီးကျူဖြစ်ဖို့နိစ္စလာပြီတနည်းအားဖြင့်စီးကျူဖြစ်နေပြီပေါ့ဗျာเนาะအသက်မှာအဆီဖုံးပြီဆိုရင်စီးကျူဖြစ်ဖို့တာဆူနေပြီစီးကျူမဖြစ်သေးတာဖြစ်ကောင်းဖြစ်နိုင်တယ်အသက်ကအင်မတန်မှစူးစမ်းပြီးတော့အလုပ်လုပ်တဲ့အင်္ဂါဖြစ်တယ်ကျွန်တော်တို့အသက်ရှင်ဖို့အလုပ်လုပ်တဲ့အင်္ဂါဖြစ်တယ်ဒါကြောင့်အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတော့ LIVER liver လို့ခေါ်တယ်နော်ဗျာ LIVE live ဆိုတာအသက်ရှင်နေပေါ့ဗျာနော်တနည်းအားဖြင့်အသက်ဆိုတာ vital organ ဖြစ်တယ်သူမရှိရင်ကျွန်တော်အသက်မရှင်သလိုသူရှိမှကျွန်တော်တို့အသက်ရှင်တယ်အဲ့တော့ကျွန်တော်တို့အသက်ရှင်အောင်လုပ်ပေးတဲ့အင်္ဂါအစိပ်ပိုင်းလေးကကျွန်တော်တို့အတွက်အင်မတန်မှကြိုးစားတယ်ကျွန်တော်တို့စားလိုက်တဲ့ပိုရှန်သွားတဲ့လောင်စာတွေကိုလည်းစုပ်ယူပြီးတော့မှထိမ့်သိမ်းနဲ့သူကိုယ်တိုင်နောက်ဆုံးအစီဖုံးသွားတယ်အစီဖုံးသွားတဲ့အချိန်မှာလည်းအရှုံးတော့မပေးသေးဘူးရသလောက်တော့ကြိုးစားတယ်သူမနိုင်တာလေးတွေကလွတ်ထွက်ကုန်တယ်လွတ်ထွက်တဲ့အချိန်မှာစပြီးတော့မှစီဂျိုဆိုတာကျွန်တော်မှစဖြစ်တယ်